Passion come here, Badala. Amen. Young come here, the passion pipare. The nature of Patama Uzo are. The Selang Pia, no, you and Cane Emopian La, the nape, no? Ah, yeah. Congratulations, ba, no, Selang P. Selang Pina to me, Dasu Bono. သူ့အမေနဲ့သူ့ညီမဆိုရင်မလေးရောက်တာမကြသေးဘူးနော်တလနလတော့ပြည်ပြီဒါပေမဲ့ယွင်ကရောက်ပြီအာမင်ကျွန်တော်တို့မရသေးတဲ့သူတွေလည်းစိတ်မပြတ်ရဘူးအားမငယ်ရဘူးဟာလေလုယာတို့ကျွန်တော်တို့ဖျားရှင်ကအမှုရာလုံးကိုတတ်နိုင်တော့ဖျားရှင်ဖြစ်တယ်ဟာလေလုယာကျွန်တော်ခုနဆိုတဲ့တခြင်းလိုပဲသွေးချောက်တဲ့ယူစုတွေကိုအသက်ပြန်သွင်းနိုင်တာအာမင်ကိုရောပဲမဟုတ်လားအာမင်ဘာမှစိတ်ပြည့်စရာမရှိဘူးအားငယ်စရာမရှိဘူးအချိန်တန်တဲ့အခါမှာဟာလေလုယာဖျားရှင်ကလမ်းဖွင့်ပေးလိမ့်မယ်အာမင်နော်ဆရာလောင်ဆရာဆုံးပြီโอเคကျွန်တော်မင်နစ္စတာထဲမှာဆိုရင်ယွန်ကမရတာကျွန်တော်နဲ့ဆရာဆုံးပြီပဲရှိတယ်ကျွန်တော်တို့လည်းဒီနေ့ထဲမှာဖျားရှင်အမှုတစ်တွင်မြင်ရမှာဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်ယုံကြည်တယ်ယုံကြည်ခြင်းနဲ့ပဲမရဘူးကျွန်တော်မနေ့ပြန်နော်ယွန်ရှိကိုတွားမယ်မနေ့စောစောစီစီ8 နာရီလောက်ထွက်မယ်ဒီကနေ grab ကဘယ်လောက်ပဲဈေးကြီးချင်းနော်40ပေးရတယ်ဖြစ်စေ50ပေးရတယ်ဖြစ်စေတွားမယ်ယုံကြည်ခြင်းနဲ့ယေဆွဲအာမင်ယုံကြည်ခြင်းနဲ့ဝန်ခံအာမင်ဟာလေလုယာအာမင်ကိုဘီနဲ့မရှိတဲ့သူတို့ပြောပါအောင်ယွန်ကမရှိလို့ဘာမှအားမငယ်နဲ့လို့နော်ဖျားနော်အချိန်တန်ရင်ဖျားအမှုပြုလိုက်မယ်လို့နော်အာမင်ကျွန်တော်ရန်ခွန်အားရတယ် worship ဦးဆောင်ပြီးတဲ့ကျွန်တော်အကပယ်တင်းတော်ရဲ့အကပယ်worship team တွေဖျားရှင်တာရဲ့အသုံးပြုပါစေပြီးတော့ media မှာစနော်အလုံးတာဝန်ယူလှုပ်ဆောင်ပြီးတဲ့ရောက်စီတော်ဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်အတူတကွဒီနေ့ညမှာဆွေးနွေးဖို့ကျွန်တော်ယူဆောင်လာတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ပေါ့နော်ကျွန်တော်ရင်ဦးဆုံးပြောချင်ပါတယ်အလူတော်တန်အသက်ရှင်ခြင်းဟာလေလုယာအလူတော်တန်အသက်ရှင်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်အသွေးထဲမှာဘာရောက်လာလဲဆိုတော့နောရဲ့ဟိုပါဘူးယောနာရဲ့အသက်ကိုကျွန်တော်အရန်ဒီခုတလောလေးနော်ရန်စင်ချင်းအောင်မြင်နေတယ်ပြန်ဖတ်တဲ့အခါမှာယောနာတကယ်ပဲဆက်စချင်းမှာဖျားရဲ့စေခိုင်းခြင်းကိုသူသိတယ်ဖျားနည်းဝိတ်ကိုတွားပြီးတော့မှသူတို့ဘယ်လိုပြောမလဲအဖြစ်ကနေနောင်တရပြီးတော့မှငါထံလဲဖို့အကြောင်းနင်တွားရမယ်ပြောရမယ်လို့ဖျားပြောတဲ့အခါမှာသူကလည်းငင်းတော့မငင်းဘူးဒါပေမဲ့ဘုရားပြောတဲ့နေရာဘုရားသွားစေချင်တဲ့နေရာနေသူဘက်ကိုပေးသွားလဲသာရှုမြုပ်ဘက်ကိုပေးသွားတယ်အဲ့ဒါဖတ်တဲ့အခါမှာကျွန်တော်အသက်တာမှာလဲဘုရားကျွန်တော်ကိုဖြစ်စေချင်တာဘုရားကျွန်တော်အသက်တာကနေလိုချင်နေတဲ့အရာတွေဖြစ်စေချင်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ယောနာလိုပဲကျွန်တော်လဲဘုရားရဲ့ထံတော်ကနေအချိန်ပေါင်းများစွာထွက်ပြေးနေမိတဲ့အချိန်တွေလည်းအများကြီးရှိတယ်ဒီနေ့ရောက်လာတဲ့ရောက်ချင်းစီတိုင်းမှာလည်းအဲ့လိုပဲနော်ဘုရားမလုပ်စေချင်တဲ့အရာတွေဘုရားမသွားစေချင်တဲ့အရာတွေအများကြီးကျွန်တော်တို့ကိုပြည့်ညက်ချက်တွေအများကြီးပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဖျားနဲ့ဝေးတဲ့နေရာဖျားရဲ့အထံတော်နဲ့အရန်အလန်းဝေးနေတဲ့နေရာမှာပဲကျွန်တော်သွားချင်းတက်တဲ့သဘောတဘာဝရှိတယ်။ဒါပေမဲ့ဒီနေ့မှာကျွန်တော်အားရောက်စီတိုင်းခွန်အားပေးခြင်းနဲ့ဖျားခင်ပဲပြန်လဲပြီးတော့မှအလိုတော်တန်အသက်ရှင်ဖို့ဟာလေလုယာရောက်ချင်းစီတွေကိုအားပေးခြင်းတာဖြစ်ပါတယ်နော်ကျွန်တော်ဗမာစကားနဲ့တရားမဟောရတာလေနည်းနည်းကြာပြီဆိုတော့နည်းနည်းဆံမောင်ပြတ်တယ်လို့နော်ပြန်တွေးရတယ်ပေါ့နော်ဒါတွေးတယ်လို့ပေါ့နော်
Okay ဒီယောနာကိုဖတ်တဲ့အခါမှာကျွန်တော်စမ်းစာပါကြလားမသိဖုန်းထဲမှာပါတယ်အဲ့ဒါလည်းအရင်အရေးကြီးတယ်နော်ယောနာအခန်းကြီးကဘယ်နှခုရှိတယ်လဲ4ခုနော်တူလေးပဲပြောတာအကုန်လုံးဖတ်ရင်လည်းအချိန်ကုန်သွားမှာဆိုတော့နော်ကျွန်တော်ပဲနည်းနည်းစီဖတ်လိုက်တော့မယ်နော်โอเคကျေးဇူးတင်တယ်စချင်းကျွန်တော်ယောနာဝတ္ထုကိုကျွန်တော်အရင်စိတ်ဝင်စားတဲ့အခါမှာ4 chapter ပဲရှိတယ်ပြီးတော့မှအပိုင်က48ပိုင်ပဲရှိတယ်ပြီးတော့မှဒီထဲမှာသုံးထားတဲ့စကားလုံးအရေအတွက်က1321စကားလုံးပဲရှိတယ်ဒါပေမဲ့ဒီတူလေးနဲ့ပြေးသွားတဲ့ယောနာဝတ္ထုကကျွန်တော်တို့ကိုဗာပြောချင်လဲဆိုတော့ဘုရားသခင်ရဲ့ချစ်ခြင်းဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းဟာလေလုယာနောင်တတရားနဲ့ဘုရားထံတော်မှာလဲပြီးတော့မှဘုရားအထံတော်သူဝင်တူတိုင်းရဲ့တူတိုင်းအတွက်ဘုရားသခင်ကခွင့်လွှတ်ခြင်းဟာလေလုယာပြီးနေတယ်ဆိုတာကျွန်တော်သိရတယ်ယောနာအမေနာမီရဲ့အတိတ်ဘယ်ကဘာလဲဆိုတော့ခုံညက်ဂျုံညက်ဆိုတာနုညံ့တိမ်မှုရဲ့အစင်းရှိတဲ့ညက်ဖြစ်တယ်တို့သခင်ယေရှုနော်ပဋိဇံခံပြီးတော့မှရေထဲကနေပြန်ထလာတဲ့ခါမှာဝိညာဉ်တော်အဖြစ်ဂျုံညက်ပုံသဏ္ဍာန်ဆောင်ပြီးတော့မှဝိညာဉ်တော်ကသခင်ယေရှုပေါ်မှာကြောဆင်းလာတာဖြစ်တယ်ပြီးတော့မှနောဤအတ္တမှာလည်းကျွန်တော်တွေ့ရတယ်ရည်တွေခန်းချောက်ပြီးတော့မှနော်ကဘာမြေပြင်ရဲ့အခြေအနေဘယ်လိုလဲဆိုတာသိဖို့နောဤကလည်းဂျုံညက်ကိုစီလွတ်တယ်အမျိုးပေါ့နော်ယောနာရဲ့အမည်နာမရဲ့အတိတ်ဘက်ကဂျုံညက်နုညက်တိမ်မွေ့ခြင်းကိုပုံဆောင်တဲ့အမည်နာမဖြစ်တယ်သူကတော့အမိကျဲရဲ့အသားဖြစ်တယ်ပြီးတော့မှ prophet ကိုလည်းဖြစ်တယ်ယောနာဝတ္ထုလောက်တာပြောတာယောနာဝတ္ထုရေးတဲ့သူကိုအခုထိမသိသေးဘူးယောနာရေးတာလို့ပဲကျမ်းစာတက်တဲ့ပုံကိုယ်တွေကသတ်မှတ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာရေးထားတဲ့အကြောင်းအရာအလုံးစုံကသူနဲ့ပဲကိုက်ညီလို့ယောနာဝတ္ထုဟာယောနာပဲရေးတာဖြစ်မယ်လို့ကျမ်းတဲ့ပုံကိုယ်တွေကယုံကြည်ထားတာဖြစ်ပါတယ်ပြီးတော့မှဒီယောနာဝတ္ထုကမိခွန်းအရန်များတဲ့အရာဖြစ်တယ်ကျွန်တော်ဖတ်ခန်းကြီးနစ်တို့ဘာတို့ဖတ်လိုက်မယ်ဆိုရင်ငါးကြီးကယောနာကိုမြူတယ်တို့ဘာတို့ကလည်းကျွန်တော်ခရိယန်လောကမှာအရန်ပြောများတဲ့အရာလည်းဖြစ်တယ်ငါလူမြူနိုင်ဖို့နော်ဘာလဲဘယ်လိုပြောမလဲပါဇက်ကတော့ရှိလောက်တယ်ဒါပေမဲ့အစာအိမ်အဲ့လောက်ကြီးငါမှမရှိဘူးစသဖြင့်ပေါ့နော်အမျိုးပြောကြတဲ့အရာလည်းဖြစ်တယ်ပြီးတော့မှကျွန်တော်လေ့လာတဲ့အခါမှာဒီယောနာဝတ္ထုကတဲ့ဒီ BC 9-6တုန်းကခရီအီတီလာတွေကသူတို့ကဘယ်လိုပြောမလဲသူတို့လူမျိုးတွေကိုပေါ့နော် motivation ပေးဖို့အဲ့လိုနဲ့ဝတ္ထုသဘောတာပေါ့နော်ပုံပြင်သဘောတာရေးထားတဲ့ပုံပြင်တစ်ခုလေးပဲလို့ပြောတဲ့သူတွေလည်းရှိတယ်တဲ့ဒါပေမဲ့ယောနာဝတ္ထုဖတ်ကြည့်တဲ့အခါမှာအရန်ထူးဆန်းတာဘုရားကျွန်တော်အခုနပြောသလိုပဲဘုရားသခင်ရဲ့ချစ်ခြင်းဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုကျွန်တော်သိရတယ်ကျွန်တော်ခန်းကြီးအခန်းကြီးလေးအဲ့ထဲမှာကျွန်တော်ဖတ်တဲ့အခါမှာယောနာဘာပြောလဲဆိုတော့ကျွန်တော်သူ့ရဲ့အကြောင်းအလုံးစုံလေးတည်ထားပြီးပြီဆိုတော့အဲ့လေးမှာဘာရေးထားလဲဆိုတော့
ယောနာနိနေဝေမြို့ဘုရားသခင်ဖြစ်စေဖို့သူရမ်းကြည့်ချင်တာလေနော်ဝေကနေဘယ်တော့ဘုရားသခင်ကမေးမိုးရွာပြီးတော့မှနိနေဝေကိုဘယ်လိုဖြစ်စေမလဲသူရမ်းကြည့်ချင်နေတာအဲ့မဲ့ဘုရားရှင်ကအဲ့မြို့ကိုမဖြစ်စေဘူးဘာဖြစ်လို့လဲဆိုအထဲမှာသူတို့ကနော်အရန်နောင်တရပြီးတော့မှဘုရားသခင်ပြန်လဲပြီးတော့မှသူတို့အပြစ်ကိုဖြေလို့ဖို့ဘုရားသခင်တောင်းတဲ့အခါမှာဘုရားသခင်သူတို့ကိုခွင့်လွှတ်ပေးတယ်အဲ့ချိန်မှာယောနာဘာပြောလဲဆိုတော့အော်ထာဝရဘုရားအကျွန်ုပ်တောင်းပန်ပါ၏အကျွန်ုပ်ဒီကိုပြင်၌ရှိစဉ်ဤတို့ပြောပါပြီမဟုတ်လောထူးခြားအောင်ကိုတော်ထံမှဒါရှုမြို့တို့ကျူးစား၍ပြီးပါ၏တဲ့ကိုတော်ဒီတနာဆုံမေတ္တာတော်ဘုရားဖြစ်၍စိတ်ရှိတော်သဘောနော်ကျေးဇူးပြုခြင်းတော်သဘောအပြစ်ဒဏ်ပေးမိအမှုကိုနောင်တရတတ်တော်သဘောရှိတော်မူကြောင်းအကျွန်ုပ်သိပါ၏တဲ့ဘုရားရှင်ကရမ်းပဲချစ်တတ်တော်သဘောနဲ့ပြည့်စုံတဲ့ဘုရားရှင်ဖြစ်တယ်ကျွန်တော်ကိုမြို့မှာရှိတဲ့ချိန်မှာလဲကျွန်တော်ပြောတယ်မဟုတ်လားဘုရားသခင်ကသူတို့ကိုခွင့်လွှတ်ပေးပြီးတော့မှနော်သူတို့ရဲ့အပြစ်အလုံးစုံကိုခွင့်လွှတ်ပြီးမှသူတို့မြို့ကိုနိနေဝေကိုမဖြစ်စီဘူးဆိုတော့ကျွန်တော်အစကတည်းကသိနေတယ်အဲ့ဒါကြောင့်ကျွန်တော်တာရှုမိဘကိုထွက်ပြေးသွားတာဘုရားကိုတော့နော်အဲ့လိုပြန်ပြောတယ်သူကဘုရားနေအရန်ချစ်တတ်တဲ့ဘုရားခွင့်လွှတ်တတ်တဲ့ဘုရားမဟုတ်ဘူးလားအဲ့လိုပေါ့နော်ယောနာတကယ်ပဲကျွန်တော်တို့လူပဲနော်အရန်တကူကောင်းဆန်တဲ့သူတယောက်ဖြစ်တယ်ပြီးတော့ဒီယောနာဝတ္ထုပဲချိန်မှာရေးလဲဆိုတော့ BC 960ဝန်းကျင်ရေးထားတယ်လို့ကျမ်းသပုဒ်ကပြောထားတာဖြစ်တယ်ပြီးတော့မှသူအသက်ရှင်စဉ်အချိန်တွေမှာရေရောပေါင်ထူးဆိုတဲ့ဣသရေလရှင်ဘုရင်ကအုပ်စိုးနေတဲ့အချိန်ကာလလည်းဖြစ်တယ်900နဲ့မှ93နဲ့953 BC ထဲမှာရေးထားတဲ့ယောနာဝတ္ထုလည်းဖြစ်တယ်လို့ကျမ်းစာပြောထားတာဖြစ်ပါတယ်ဒီကျမ်းပိုင်းကိုကျွန်တော်ဖတ်တဲ့အခါမှာနံပါတ်1ယောနာဝတ္ထုအခန်းကြီး1ထဲကိုကျွန်တော်တို့အရင်ဦးဆုံးကျွန်တော်ခြေလှမ်းရအောင်ဒီအခန်းကြီး1ကိုကျွန်တော်ဘယ်လိုကောင်းစင်ပေးစီခြင်းလဲဆိုတော့ယောနာဤဘုရားစကားနားမထောင်ခြင်းဘုရားစီခိုင်းတဲ့အရာသူယောနာရမ်းသိတယ်နော်ရှင်းရှင်းလင်းလင်းကိုကြားတာအဲ့ဒါဘာလဲဆိုတော့ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကားတဲ့သင်ထ၍နိနေဝေမြို့ကြီးကိုသွားပြေးလျင်ချင်းချောက်သောစကားနဲ့ကြွေးကြော်လော့ထိုမြို့ပြုတ်တော်ဒုစရအဖြစ်သည်ငါရှိတော့တက်လာပြီဟုမိန်တော်မူ၏သူကဘုရားစကားကိုကောင်းကောင်းနားလဲတယ်ရှင်းရှင်းလင်းလင်းလည်းကြားတယ်ဘုရားစီခိုင်းတဲ့အရာနိနေဝေမြို့ကိုသွားပြီးတော့မှချင်းချောက်သောစကားဖြင့်ကြွေးကြော်ရမယ်အဆိုတဲ့အကြောင်းလဲသူကောင်းကောင်းကြီးသိတယ်နိုင်မဲ့ကျွန်တော်တို့ဖတ်တဲ့အခါမှာတို့တော်လဲယောနာဒီထာဝရဘုရားထံတော်မှာဒါရှုမြို့တို့ပြင်းမြတ်အချမ်းရှိသည်နဲ့ထလျက်ရုပ်ပြင်မြို့တို့သွား၍ရောက်သဖြင့်ဒါရှုမြို့တို့သွားတော့သင်္ဘောကိုတွေ့ကြုံ၍သင်္ဘောခကိုပြီးလင်ထာဝရဘုရားထံတော်မှာသင်္ဘောသားတို့နဲ့တူဒါရှုမြို့တို့လိုက်ချင်းကသင်္ဘောကိုစီးလေ၏ကျွန်တော်အသက်တာလို့မှလည်းအဲ့လိုပါပဲဘုရားကျွန်တော်တို့ဖြစ်စေချင်တာကျွန်တော်သိတယ်မလုပ်ခိုင်းတဲ့အရာတွေလည်းသိတယ်ဘုရားရဲ့အလိုတော်ပါလဲဆိုတာလည်းသိတယ်ဘုရားကိုကျွန်တော်တို့ပြောစင်စေတဲ့အရာတွေဆိုတာလည်းကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်အထံတော်ကနေထွက်သွားတတ်တာဖြစ်ပါတယ်ဘာဖြစ်လို့ယောနာနိနေဝေကိုဒီလောက်ထိနာကြီးနေလဲမုန်းသိနေလဲဆိုတော့ကျွန်တော်လိလာတဲ့အခါမှာနိနေဝေဆိုတဲ့သူတို့ကအစီရီးယားလူမျိုးတွေနေတဲ့နေရာလည်းဖြစ်တယ်လို့
သူတို့ကဣသီလလူမျိုးတွေနဲ့ရံဘက်ဖြစ်နေတဲ့နော်မြို့လည်းဖြစ်တယ်ပြီးတော့မှသူတို့ရဲ့မြို့ပြင်မှာသူတို့ရဲ့မြို့တိုင်းတွေပေါ်မှာသူတို့ရန်သူတွေရဲ့အဓိကအဖြစ်ဣသရေလလူမျိုးတွေရဲ့နားတွေရှာတွေကိုတော့ဖြတ်ပြီးတော့မှခေါင်းတွေဖြတ်ပြီးတော့မှလမ်းတိုင်းနဲ့စိုက်ထားတဲ့မြို့လည်းဖြစ်တယ်အဲ့ဒါကြောင့်ယောနာနိနဝေကိုမတွားချင်တာကျွန်တော်တက်တာမတခါကျွန်တော်ဒီလိုမျိုးပဲစဉ်းစားလိုက်တာနော်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့အရာဒီစကားတွေကိုနော်ဖခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းပြောရမယ်ဆိုပြီးတော့ဖခင်ကကျွန်တော်တို့စကားပြောလာပြီဆိုရင်ကျွန်တော်ဘာလို့မလဲမလေးရှားပဲထွက်ပြေးရမှာပေါ့နော်နည်းနည်းဝေးတဲ့နေရာနော်ဖြစ်ရင်ကျွန်တော်တို့သွားချင်တဲ့နေရာပါလေUS ပဲနော်အရာဝေးတဲ့နေရာတော်သေးတယ်ဖခင်အဲ့လိုစကားမပြောသေးလို့နော်ယောနာလည်းအဲ့လိုပါပဲသူရံမုံတီးနေတဲ့မြို့သူရံမုံတီးနေတဲ့လူမျိုးတွေသူတို့နဲ့စစ်ဖြစ်နေတဲ့လူမျိုးတွေသူ့လူမျိုးတွေကိုတတ်တယ်သူ့လူမျိုးတွေကိုနှိပ်စက်နေတဲ့လူမျိုးတွေနိနဝေမှာရှိနေတဲ့လူမျိုးတွေကိုသွားပြီးတော့မှဘုရားသခင်ရဲ့စီရင်ဒီမြို့ကိုစီရင်တော့မယ်ဆိုတဲ့အကြောင်းသွားပြောဖို့သွားလဲနော်မသွားချင်ခဲ့ဘူးသွားဖို့ရန်လဲအစီအစဉ်မရှိဘူးဒါပေမဲ့ဖျားပြောတာကအဲ့မြို့ကိုသွားရမယ်သူတို့ရဲ့အဖြစ်တွေကနေနောင်တရပြီးဖို့အကြောင်းတော့ပြောရမယ်ဆိုတဲ့အခါမှာကျွန်တော်ရဲ့ယောနာလည်းမသွားချင်ဘူးရုပ်ပွင့်မြို့မှာရှိတဲ့သင်္ဘောတာရှုမြို့ကိုသွားတဲ့သင်္ဘောကလည်းတဲ့3 နှစ်မှာမှတခါကန်းကတ်တဲ့သင်္ဘောဖြစ်တယ်တဲ့ဖခင်ရဲ့အလိုတော်ပဲပေါ့နော်သူကလည်းမသွားချင်တဲ့နေရာလက်ပြန်သွားတာနော်အဲ့ဒါ3 နှစ်မှတခါကန်းကတ်တဲ့သင်္ဘောနဲ့လဲတိုက်ဆိုင်ဖြစ်သွားတယ်တခါလေကျွန်တော်တက်တာမှအဲ့လိုပဲနော်ဖခင်ရဲ့အထံတော်မှာထွက်ပြီးတော့ဖခင်မကြိုက်တာတွေအကုန်လုံနေပါတော့ညာလဲနော်နည်းနည်းကောင်းကြီးခံစားရတယ်လို့နော်အဲ့လိုဖြစ်တတ်တဲ့အချိန်လည်းရှိတယ်ပြီးတော့မှသူကတာရှုမြို့ကိုသွားတယ်သင်္ဘောခကိုပြီးတော့မှထာဝရဘုရားအထံတော်မှာသင်္ဘောသားတဲ့သူတာရှုမြို့တို့ထွက်သွားတယ်ကျွန်တော်ဆက်ဖတ်တဲ့အခါမှာဘုရားလည်းယောနာကိုနော်ခွင့်မပေးဘူးသင်္ဘောပေါ်မှာယောနာတော့အေးစေးအိတ်တယ်နော်သင်္ဘောပေါ်မှာအိတ်တဲ့သူကဘယ်နှယောက်ရှိလဲနော်ကျမ်းစာထဲမှာ2 ယောက်လောက်လားမသိဘူးနော်ယေရှုနဲ့ယောနာလည်းပါလေသင်္ဘောပေါ်မှာအေးစေးအိတ်တယ်6ထဲမှာဖတ်တဲ့အခါမှာသင်္ဘော1ထဲတော့စင်းရွေးတယ်အိပ်ပျော်လည်းနေအေးစေးပဲအိတ်တယ်ဒါပေမဲ့သင်္ဘောပေါ်မှာဘာဖြစ်လဲရေတွေကြီးတယ်လီတွေရမ်းတိုက်တယ်မုတ်တမုံတိုင်းတွေရမ်းထန်လာတဲ့အခါမှာသင်္ဘောပေါ်မှာရှိတဲ့သူတွေလည်းဘာဖြစ်လဲစုတွေတောင်းကြတယ်သူတို့ဖျားသူတို့ကူးခဲ့တဲ့ဖျားတွေကိုတကြတယ်ဒါပေမဲ့အစင်မပြေခဲ့ဘူးနောက်ဆုံးမှာမှငါတို့ဒီလူတွေဂျုံတွေ့နေရတာဘာကြောင့်ပါလဲနော်စည်ရန်ချတယ်ဆိုတော့ကျွန်တော်ဇုံမီလို့နော်အိုင်ဆန်တယ်လို့ပြောတယ်နော်ဒီမှာလို့တော့တိတ်နားမလည်ဘူးဒါနောက်ဆုံးမှာယောနာကြောင့်ဒီလိုတွေဖြစ်နေတာယောနာဘုရားစကားနားမထောင်လို့ကျွန်တော်တို့ဒီလိုတွေကြုံတွေ့နေရတာလို့သူတို့သိလာတဲ့အခါမှာယောနာကိုသူတို့နိုးတယ်မင်းကဘာဖြစ်လို့ဒီတန်ဖိုးပေါ်မှာလိုက်ပါရတာလဲမင်းကဘာလူမျိုးလဲမေးတဲ့အခါမှာနောက်ဆုံးမှာယောနာကျွန်တော်ကဟေဗြဲလူမျိုးပါဘုရားသခင်ရဲ့ရေမီကိုဖန်ဆင်းတော့ဘုရားသခင်ကောင်းကင်ဘုံရှင်အဖကိုကိုးကွယ်တဲ့သူဖြစ်တယ်ယောနာထာဝရဘုရားထံတော်မှာမိမိပြေးချောင်းကိုဖော်ပြတော့ကြောင်းသူတို့သိကြ၏တဲ့ဒီမှာနည်းနည်းစင်စင်ရှာရှိတာကအပြစ်လုပ်တဲ့သူကဘယ်သူလဲယောနာပဲမဟုတ်လား
Gelo mea tembo nit dwalo akong apoma shide luri ti dwa bi shwen era Yona ye apit lo mi lo be acha tuတွေကအဖြစ်ရှိလားမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တက်တာမှာကျွန်တော်တို့မကောင်းတဲ့အရာတစ်ခုခုကျွန်တော်ဆွဲလန်းနေတဲ့အရာတစ်ခုခုကြောင့်ဘုရားမကြိုက်တဲ့အရာတစ်ခုခုလုံနေတာနဲ့ဘုရားသခင်ကျွန်တော်တို့ဘယ်မဟုတ်ဘူးကိုဘေးမှာရှိတဲ့ကိုမိသားစုတွေကိုရဲ့တငယ်ချင်းတွေကိုရဲ့အပေါင်းဖော်တွေကိုရဲ့အသင်းသူတွေဒုက္ခရောက်တတ်တယ်ဒါကြောင့်ဒီနေ့ခွန်အားပေးခြင်းနဲ့ဒီလုံနေတဲ့အဖြစ်ဘုရားမကြိုက်တဲ့အရာတွေကနေဒီနေ့အရာတွေအကုန်လုံးကိုစွန့်လွတ်လိုက်ပါဘုရားသခင်ထားတာပြန်လှည့်ပါလို့ကျွန်တော်ဒီနေ့ကနေခွန်အားပေးခြင်းတာဖြစ်ပါတယ်ကျွန်တော်သိတယ်လို့ပဲယောနာလည်းသူ့ကြောင်းလို့သူသိတဲ့အခါမှာကျွန်တော်တင်ပေါ်ပေါ်ကနေပြစ်ချပါအဲ့ဒါဆိုရင်မုံတိုင်းတွေငြိမ်းသွားလိမ့်မယ်တင်ပေါ်သားတွေလည်းသူ့ကိုပြစ်ချတယ်တကယ်ပဲမုံတိုင်းတွေကငြိမ်းသွားတယ်တော့ဖတ်တဲ့အခါမှာကျွန်တော်အရန်ခွန်ရတဲ့အရာဒီအခန်းကြီးတစ်ကလောနဲ့တူတယ်ကျွန်တော်တက်တာလေဘုရားသခင်ရဲ့ပြည့်ညတ်တော်တွေနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဖြစ်စေခြင်းတဲ့အရာပြည့်ညတ်တွေပေးထားတဲ့အတိုင်းပဲကျွန်တော်မလုပ်တဲ့အခါမှာကျွန်တော်တို့မှအစကိုဘေးမှာရှိတဲ့သူတွေလည်းဒုက္ခရောက်ရတယ်ပြီးတော့ဘုရားသခင်ကတတိပြန်ပေးတဲ့ဘုရားလည်းဖြစ်တယ်သူအသက်ကိုတတ်လိုက်လို့ရတယ်နော်ငါစကားကိုနားမထောင်တာနဲ့တင်ပေါ်မှာရှိတဲ့အကုန်လုံးနဲ့နင်ရေထဲမှာမြုပ်လိုက်ကွာယောနာငါစကားကိုနားမထောင်ဘူးလှုပ်လဲဖျားလှုပ်ကောင်းလို့လှုပ်နိုင်ပါတယ်ဒါပေမဲ့ဘုရားသခင်ကအဲ့လိုမလှုပ်ခဲ့ဘူး hallelujah ဘုရားသခင်က second chance ပေးခြင်းတော်ဘုရားရှင်ဖြစ်တယ် amen ကျွန်တော်တက်တာမှာအပြစ်တွေလှုပ်မိခဲ့တယ်ကျွန်တော်တို့ဘုရားမကြိုက်တဲ့အရာတွေလှုပ်မိခဲ့တယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့ကိုဘယ်လိုပြောမလဲအပြစ်စီရင်တခါတည်းနဲ့အပြစ်စီရင်တော့မဟုတ်ဖျားမဟုတ်ဘူးခွင့်လွတ်ပေးတော့ဖျားဖြစ်တယ်ပြီးတော့မှ second chance ပေးတော့ဖျားရှင်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ဖတ်ရတဲ့အခါမှာအရန်ပဲခွင့်ရတဲ့အရာဖြစ်ပါတယ် hallelujah ဒီနေ့ရောက်လာတဲ့ရောက်ချင်းဆိုတော့ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်ဖျားရှင်က second chance ပေးတော့ဖျားရှင်ဖြစ်တယ် amen ကိုဘေးနားမှာရှိတဲ့သူကိုပြောပါဦးAmen. Amen. Amen. Hallelujah. အဲ့နဲ့ကျွန်တော်တို့ဆရာဆုံးပြီးတော့ねကျွန်တော်တင်းတော့လည်းကားရှိတယ်ဆိုတော့လေနော်အပြင်တွေပါတွေသွားhome visit တွေသွားတဲ့အခါမှာကျွန်တော်တခုသတိထားမိတာဆရာဆုံးပြီးGoogle Map ကြည့်တယ်လေနော်wish တော့ပါတော့ဟိုနေ့ဘယ်နေ့လဲမသိဘူးဟိုဘယ်လဲသွားတာမသိဘူးအဲ့ဒါတခါလေးလမ်းလွဲတာလေနော်Google Map ကတော့အမှန်တိုင်းပဲပြတယ်ဒါပေမဲ့ तू ကမဟုတ်တဲ့နေရာမောင်းသွားတယ်ပေါ့မားသွားတယ်ပေါ့အဲ့တခါလေးမားတာကိုနိုင်ဝက်ကြတယ်ဗျရမ်းကြသွားတယ်ကျွန်တော်ပုံမှန်ဆိုရင်12နာရီရောက်ရမှာကိုလေအဲ့ဒါတခါလေးမားသွားတာကို7ခွဲတနာရီလောက်မှရောက်တယ်အဲ့မှာကျွန်တော်စဉ်းစားမိတာတကူကဘုရားရဲ့အကြံစီတော့ကနေကျွန်တော်တခါလေးလွဲသွားရင်အရန်ကြာသွားတတ်တယ်။ဒါပေမဲ့နောက်ဆုံးဘုရားရဲ့အကြံစီတော့ရောက်တယ်။ဒါပေမဲ့အကြားထဲမှာအရန်ကြာသွားတတ်တယ်။နော်။အဲ့ဆရာဆုံးပြီးဆိုရင်တော့မမားတတ်ဘူးလေနော်။ဒါပေမဲ့အဲ့တခါလေးမားသွားတာဒီဘက်တက်တွားရမှာကိုလက်ဝဲဘက်နော်အဲ့ဒါနည်းနည်းလေးမောင်းသွားလိုက်တာအိုးအဝေးကြီးပတ်သွားရတယ်အဲ့ဒါကြောင့်ဘုရားရဲ့အကြံစီတော်ကနေကျွန်တော်တခုလေးနော်လွဲသွားတာနဲ့ကျွန်တော်ရမယ့်အကောင်းကြီးတွေကနေကျွန်တော်လွဲသွားတတ်တယ်ပြီးတော့မှကြံလဲကြံ့ကြာသွားနိုင်တယ်အဲ့ဒါကြောင့်ဘုရားရဲ့အကြံစီတော်အသက်ရှင်ဖို့ကျွန်တော်အရောက်စင်းခွန်အားပေးခြင်းတာဖြစ်ပါတယ်ပြီးတော့ခန်းကြီးနှစ်ထဲကိုကျွန်တော်သွားရအောင်
အိတ်ချင်နေပြီလားမသိမကြသေးပါဘူးနော်စနစ်ခွဲကြော်20နာရီခွဲကြော်ပြီလို့ပြောတာအခန်းကြီးနှစ်ကိုကျွန်တော်သွားတဲ့အခါမှာအခန်းကြီးကိုကျွန်တော်ဘယ်လိုခေါင်းစဉ်ပေးခြင်းလဲဆိုတော့ငါးကြီးပိုက်ထဲမှာနောင်တရခြင်းအာမင်အခန်းကြီး1ရဲ့နောက်ဆုံးကိုဖတ်တဲ့အခါမှာယောနာကိုမြုပ်စေခြင်းကငါးကြီးကိုထာဝရဘုရားခန့်ထားတော်မူသည်နဲ့အညီယောနာသည်ငါး၏ဝမ်းထဲမှာ3ရက်ပတ်လုံးနေရ၏ဒီယောနာဝတ္ထုကခုနကျွန်တော်ပြောသလိုပဲအရန်မိခွင့်များတဲ့မယုံချင်စရာကောင်းတဲ့အရာတွေနဲ့ဖြစ်နေတော်ညာလဲငါးကြီးရဲ့ဘိုက်ထဲမှာ3ရက်နေတယ်ဆိုတာတော့တိတ်ပံပညာရှင်မယုံကြည်နိုင်ဘူးဖြစ်လဲဖြစ်နိုင်တဲ့အရာမဟုတ်ဘူးလို့ပြောပေမဲ့သခင်ယေရှုကတော့နော်ဓမ္မတစ်ထဲမှာယောနာကိုပဲပြန်ပြီးတော့ညွှန်းလောင်းတဲ့အရာတွေသိရတယ်ယောနာငါးကြီးဘိုက်ထဲမှာ3ရက်နေတယ်လို့ပဲလူသားတွေလည်းနော်မိကြီးထဲမှာ3ရက်နေလိမ့်မယ်ဒါပေမဲ့ပြန်လဲပြီးတော့မှရှင်ပြန်ထားမြောက်လာမယ်လို့ရည်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မယုံကြည်တဲ့အရာတွေနော်ဒက်ဖြစ်တဲ့အရာတွေကဘာမှပြောစရာမရှိဘူးဓမ္မဟောင်းမှာဖြစ်တဲ့အရာတွေဓမ္မတိကပြန်လဲပြီးတော့မှအတီးပြုတ်ပေးနေတာကြောင့်ကျွန်တော်ယောနာရဲ့ဖြစ်ခြင်းအကုန်လုံးကမယုံနိုင်စရာတခုမှမရှိဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆရာတပါးကပြောဖူးတယ်ဘာပြောလဲဆိုတော့ယောနာတဲ့ငါးကြီးကယောနာကိုမြူတယ်ဆိုတော့ကြောင်းလူတွေကမယုံဘူးတဲ့ဒါပေမဲ့ကျွန်တော်ကတော့တဲ့ယောနာကငါ့ကိုမြူတယ်ဆိုရင်တောင်ကျွန်တော်ကျမ်းစာကိုယုံကြည်တယ်တဲ့ဟာလေလုယာကျွန်တော်မှအဲ့လိုယုံကြည်ခြင်းမျိုးရှိမလားတော့မသိဘူးနော်ကျွန်တော်မပြောင်းလဲခင်ကကျွန်တော်ရမ်းမေးခွန်းများတဲ့သူတယောက်ဖြစ်တယ်ငယ်ကလေးကနေကျန်းစာ Sunday School လည်းတက်တယ်ကျွန်တော် Friday မှာဆိုရင်လည်း BYC ဆိုပြီးတော့မှကျန်းစာတွေဘာတွေတက်တယ်ပြီးတော့မှ Sunday ဆိုရင်လည်းပုံမှန်ပါဝင်နေကြဒါပေမဲ့ကျွန်တော်ပြောင်းလဲဖို့လုပ်တော့တယ်ဖျားသခင်ကိုနည်းနည်းဘယ်လိုပြောမလဲကိုယ့်ရဲ့ပြည့်တွေဘာတွေကျွန်တော်စဉ်းစားမိလာတဲ့အခါမှာကျွန်တော်ရမ်းမေးခွန်းများတယ်ဟာယေရှုနဲ့ကျွန်တော်တို့ဘာတွေဆိုင်လို့လဲမိခွန်းကလည်းနော်ငယ်ကလေးကနေ Sunday School တက်တဲ့သူတယောက်ရဲ့မိခွန်းနဲ့တော့တိတ်မဆိုင်တယ်လို့ပဲနော်အဲ့လိုပဲကျွန်တော်မှာကျမ်းစာကိုမယုံကြည်နိုင်ဖို့ရအကြောင်းမျိုးရှိနိုင်တယ်ဒါပေမဲ့ဒီကျမ်းစာဘုရားရဲ့စကားဖြစ်တယ်ဟာလေလုယာဒီမယုံကြည်နိုင်တဲ့အရာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဘုရားကိုမေးပါဘုရားအသင်ကိုဖွင့်ပြလာလိမ့်မယ်ဟာလေလုယာအခန်းကြီးနဲ့ခန်းငယ်နဲ့ကိုဖတ်တဲ့အခါမှာငါဒီဒုက္ခဆင်းရဲကိုခံရသောကြောင့်ထာဝရဘုရားကိုဟစ်ခေါ်၍တဲ့ဟာလေလုယာငါစကားကိုကြားတော်မူ၏ပြီးတော့မှမရာနိုင်ငံဤဝမ်းထဲကဟစ်ခေါ်သောစကားသံကိုနားထောင်တော်မူ၏တဲ့ယောနာကသူ့ကိုသူအထင်ပေါ့နော်သူကတော့တီးပြီးမရာနိုင်ငံကိုရောက်ပြီးဒါပေမဲ့ဖျားသူ့ကိုငါးကြီးရဲ့ဝမ်းပိုက်ထိုင်းမှာထားနေတယ်အဲ့ထဲမှာမှသူကလည်းအောက်မိပြီးငါဒီဒုက္ခဆင်းရဲကိုခံရသောကြောင့်ထာဝရဘုရားကိုဟစ်ခေါ်တယ်ကျွန်တော်အဲ့ဒါကိုဖတ်တဲ့အခါမှာအယံခွန်အားရတဲ့အရာကဘာလဲဆိုတော့သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးနော်အဲ့မှာငါရှိနေလောက်တယ်ဒါပေမဲ့ရမ်းနဲ့တယ်ဆိုရက်သမုဒ္ဒရာအောက်ကနေသူ့ရဲ့ဆူတောင်းစကားတန်ကိုဘုရားသခင်ကကောင်းကင်ဘုံကနေကြားတယ်ဟာလေလုယာဒီနေ့ကျွန်တော်လည်းအဲ့လိုပါပဲကျွန်တော်ရမ်းပဲစိုးညက်နေတဲ့သူတွေဖြစ်တယ်မကောင်းသောအမှုရာတွေနဲ့ပြည့်နေတဲ့သူတွေနဲ့ဖြစ်တယ်ငါအချစ်မခံရဘူးကျွန်တော်ကချစ်ဖို့လဲနော်
မခံထိုက်တဲ့သူတယောက်ဖြစ်တယ်လို့ခံစားတဲ့သူရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ယောနာလိုပဲအယမ်းနဲ့တဲ့အရာအယမ်းနှိမ့်တဲ့အရာအချိန်လေးမှာသင်ရှိတော်ရလဲဘုရားကိုခေါ်ပါဘုရားသင်ရဲ့အတန်ကိုနားထောင်နေတယ်ဆိုတာကျွန်တော်ခွန်အားပေးခြင်းတယ်အာမင်ပြီးတော့မှအခန်းကြီးနဲ့အခန်းငယ်9မှာကျွန်တော်ဖတ်တဲ့အခါမှာပါတွေ့ရလဲဆိုတော့အကျွန်ုပ်မူကားဂျေဇုတော်ကိုချီးမွမ်းသောစကားနဲ့ကိုတော်အားရစ်ပူဇော်ပါမည်ပြီးတော့မှနောက်ဆုံးမှသူလဲတစ္ဆာဂတိထားသည့်အတိုင်းတစ္ဆာဝတ်ကိုပြုပါမည်နောက်ဆုံးမှပါလဲဖျားစီခိုင်းတဲ့အတိုင်းကျွန်တော်သွားပါမယ်ဖျားကျွန်တော်တစ္ဆာကဝတ်ပြုတဲ့အတိုင်းဂတိကဝတ်ပြုတဲ့အတိုင်းတစ္ဆာဝတ်ကိုပြုပါမည်နော်ကိုတော်ကျွန်တော်မားပါတယ်ဝန်ခံတဲ့အခါမှာနောင်တရတဲ့အခါမှာထာဝရဘုရားကြီးကျေးဇူးတော်ကြောင့်ချမ်းသာပါ၏ဆုတောင်းလေ၏30မှာကျွန်တော်ဖတ်တဲ့အခါမှာသူအခါတဲ့ငါးကြီးဒီထာဝရဘုရားရဲ့မိန့်တော်ကိုခံ၍ယောနာကိုကုန်းပေါ်သို့အံလေ၏တဲ့သူနောင်တရတဲ့အချိန်ဘုရားသခင်ထံလဲပြီးတော့မှသူမားကြောင့်ဝန်ခံတဲ့အချိန်မှာမှဘုရားသူ့ကိုခွင့်လွှတ်ခဲ့တယ်ပြီးတော့မှအနိနဝေကိုပြန်သွားဖို့ second chance ပေးတာလဲဘုရားပဲဖြစ်ပါတယ်အာမင်အကြောင်းဒီနေ့အားပေးခြင်းတယ်သင်ဘယ်နေရာမှာနစ်မွန်းနေသလဲဘုရားမချိုက်တဲ့အရာတွေထဲမှာနစ်မွန်းနေသလားနေတိုင်းပဲဖုန်ကြီးပဲပွင့်နေနော်ကင်းပဲနှိမ့်နေအတောက်စားနေအတောက်စားကပဲဖြစ်ရှူတဲ့အရာတွေဖြစ်မကောင်းတဲ့အရာတွေပဲဖြစ်သင်နစ်မွန်းနေတဲ့အရာနေဖျားကိုခေါ်လိုက်ပါဟာလေလုယာဖျားအသင်ကိုပြုတ်ပြင်ချင်တာဖြစ်တယ် second chance ပေးချင်တာလည်းဖြစ်တယ်ပြီးတော့မှကျွန်တော်ခန်းကြီးတုံးကျွန်တော်တွားရအောင်ခန်းငယ်တစ်မှာရေးထားလိုက်ဆိုတော့နောက်တဖန်ထာဝရဘုရားနှုတ်ကပတ်တော်ဒီယောနာတို့ရောက်လာဒီကားနော်အခုနကျွန်တော်ပြောတဲ့အတိုင်းပဲ second chance တင်ထရွေတဲ့နိနဝေမြို့ကြီးကိုသွားတော့ငါမထားသည့်အတိုင်းကြွေးကြော်လော့ဟုမိန့်တော်မူ၏ထိုအခါထာဝရဘုရားရဲ့အမိန့်တော်အတိုင်းယောနာဒီဗာလဲထ၍နိနဝေမြို့သို့သွား၏သူလည်း excuse တွေဘာတွေမရှိတော့ဘူးနော်နိဖျားစီခိုင်းတဲ့နိနဝေမြို့ကိုတန်းသွားတယ်ပြီးတော့နိနဝေမြို့ကိုကျွန်တော်နည်းနည်းလေ့လာတဲ့အခါမှာအလွန်ကြီးတော့မြို့ဖြစ်တယ်တဲ့3ရက်ခရီးကျယ်ဝန်းတော့မြို့ဖြစ်တယ်နော်3ရက်ခရီးရမ်းကျယ်မှာပဲနော်ကျွန်တော်ဒီနေ့မှာဆိုရင်လေးလုံးနဲ့စကွန်လန်တို့ပါတော့ဆိုရင်စိုက်ကယ်နဲ့ပေါ့နော်ဒီနေ့သားဆိုတော့နော်ရမ်းတီးတယ်နိုင်ဝက်လောက်တော့ရတယ်အရမ်းမြောင်မောင်းရင်ပေါ့နော်ဒါပေမဲ့ချီချင်းနဲ့ဆိုရင်ဘယ်လောက်ကြာမလဲတော့မသိဘူးနေ့တဝက်လောက်လား9နိုင်10နိုင်လောက်ကြာမလားမသိဘူးနော်နည်းနည်းဒါပေမဲ့နိနဝေကတဲ့နော်3ရက်ခရီးသွားရတယ်တဲ့မြို့ထဲကိုရမ်းဝေးတယ်အရန်လဲကြီးတဲ့မြို့လည်းဖြစ်တယ်ပြီးတော့မှခန်းလေးကျွန်တော်နောက်ဆုံးပိုင်းကိုကျွန်တော်ဖတ်တဲ့အခါမှာနိနဝေမှာလူပေါင်းဘယ်နှယောက်ရှိလဲဆိုတော့တသိန်းနဲ့ဘယ်လောက်လဲမသိဘူးလူပေါင်းကတသိန်း2000မကလူများတော့နော်နိနဝေမြို့ကြီးမှာရှိတယ်တသိန်း2000မကနော်ဇုံမီတွေအများများတယ်လို့ကျွန်တော်ထင်တာနော်တိန်းတော့မပြည့်သေးဘူးကျွန်တော်တို့ကနော်မလေးရှားမှာဇုံမီတွေရမ်းများတယ်ကျွန်တော်လူမျိုးတွေနေရာတကာမှာရှိတယ်လို့ပြောပေမဲ့ကျွန်တော်တို့က3000နည်းလေးပဲရှိသေးတယ်နော်အခုဒီနိနဝေမြို့မှာတကယ်လို့ဘုရားရဲ့အမျက်တော်ကြာရောက်မယ်ဆိုရင်အဲ့မှာတည်သွားမဲ့လူက3,200,000ကျော်တောင်ရှိတယ်အဲ့မှာ3ရက်ခရီးသွားရမယ့်အရာကိုယောနာဘယ်နှရက်သွားလဲတရက်ပဲသွားတယ်သူကနော်ဘယ်လိုသွားလဲမသိဘူးပြီးသွားတာထင်တယ်ဟုတ်ပြီးသွားလောက်တယ်နော်ဒီကောင်နော်အဲ့မဲ့လဲများစီးတာလားမသိဘူးနော်
ယေရှုလိုပေါ့နော်ဒါပေမဲ့တနည်းဒီမှာကျွန်တော်ဖတ်တဲ့အခါမှာအခန်းကြီး3အခန်းငယ်4မှာမြုပ်ထဲသို့ဝင်၍တနည်းခရီးသွားလက်တဲ့နော်3ရက်ခရီးသွားရမယ်ကိုတရက်ပဲသွားတယ်ပြီးတော့မှဟောတဲ့အခါမှာလဲ तू ကအယံဘယ်လိုမျိုးနိနေဝေဆိုတော့ तू ရန်မုန်းသီးတဲ့မြုပ်သူမြုပ်သားတွေဆိုတော့ဗာလဲစာနာစိတ်ပေါ့စေတနာစိတ်ရှိမယ်မထင်ဘူးလူတချို့ကပြောတယ် तू ပြေးရင်းနဲ့ပြောတာတဲ့မင်းတို့နောင်တမရဘူးဆိုရင်ဒီနေ့ကစရက်40မတိုင်ခင်ဘုရားတင်တို့ကိုဆုံးမမယ်နင်တို့နောင်တရကြလောနော်ပြေးရင်းနဲ့ပြောတာတဲ့evangelist တယောက်လဲနော်မလွယ်ဘူးနော်ပြေးရင်းနဲ့ကိုပြောတာမင်းတို့နောင်တရကြလောနော်ဒါပေမဲ့ဒီအတင်းတော်မှာကျွန်တော်အရန်ဖြစ်စေချင်တော့နေ့တိုင်းမှာနော်ကျွန်တော်ဒီနေ့ရဲ့မူသူရှိတယ်လို့ပဲနော်ဆရာတွေကပတ်တိုင်းကိုပြောတယ်ကျွန်တော် we must be နော် born again ကျွန်တော်ပြောင်းလဲရမယ်မိသားစုအကုန်လုံးဘုရားသခင်ထားလက်ရအောင်ဒါပေမဲ့ယောနာကပါလေပြေးရင်းနဲ့ကိုပြောတာဒီတာဖတ်တော့ကျွန်တော်အရန်တတိယသွားတာတခုရှိတယ်ကျွန်တော်ရွာဘက်မှာဆူတောင်းချင်းဘက်မှာဘုရားသခင်အသုံးပြုနေတဲ့တယောက်နဲ့ကျွန်တော်လက်တွဲခွင့်ရတဲ့အခါမှာတနေ့တော့တဲ့သူနည်းနည်းကြည့်လို့မရတဲ့မိသားစုတကူကခေါ်တယ်တဲ့ဆရာရေကျွန်တော်စီမှာလာပါကျွန်တော်သားဖျားနာနေတယ်အဲ့ဒါကြောင့်ဆရာဆူတောင်းပြင်မှရမယ်ဆရာဆူတောင်းပြင်သူတကယ်ပဲကျမ်းမာလိမ့်မယ်ဘုရားသခင်ကောင်းချီးပေးလိမ့်မယ်လို့သူခေါ်တဲ့အခါမှာသူကတော့တိတ်မသွားချင်ဘူးလေနော်သူရန်နေတဲ့မိသားစုလည်းမဟုတ်ပဲနဲ့အဲ့အခါမှာသူလည်းဖျားစကားကိုနားထောင်တယ်ဘာဖြစ်ဖြစ်ကျွန်တော်မသွားလို့မရပါဘူးကျွန်တော်မုန်းနေပေမဲ့ကျွန်တော်သွားရမယ်ဆိုတော့သွားတယ်အဲ့မှာသူသားလည်းတကယ်ပဲဖျားနာနေတယ်ဆူတောင်းပေးတယ်ဖျားသခင်ဤသားပေါ်မှာကိုရရှင်ရဲ့ဒန်ချက်တော်အဖြစ်ကြားမှာပြီးအဲ့ဒါတွေဝန်ခံတယ်ပြောတယ်ဒါပေမဲ့သူ့စိတ်ထဲမှာဗာလဲမဖြစ်စေချင်ဘူးပုံမှန်လေးပဲနော်မချမ်းမာတဲ့အတိုင်းပဲနေစေချင်တယ်ဒီတရားတော့မချမ်းမာရင်ကောင်းပဲအဲ့လိုစိတ်ရှိတယ်ဒါပေမဲ့ဆူတောင်းချက်ပြီးသွားတော့လူငယ်လေးကချမ်းမာလာတယ်တဲ့ဘယ်လိုဖြစ်တာလဲပေါ့သူကတော့ဒီတိုင်းနေပဲပုံမှန်ပဲနော်မချမ်းမာတဲ့အတိုင်းပဲရှိနေစေချင်တာဆူတောင်းတဲ့အခါမှာလည်းဗာလဲစေတနာစိတ်ကိုမရှိဘူးဖြစ်စေခြင်းနဲ့စိတ်လည်းမရှိဘူးဒီတိုင်းပဲနှုတ်ကနေရွက်တာဒါပေမဲ့ဘုရားလှုပ်သွားတယ်အမှသူကျွန်တော်ပြောတာပါလဲဆိုတော့ချမ်းမာခြင်းလုပ်ပါတော့ဆိုတော့ကျွန်တော်တို့ပေးရမယ်ဆိုရင်ကျွန်တော်တို့မပေးဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့လက်ထဲမှာအဲ့ဒါတွေမရှိဘူးတဲ့ဘုရားသခင်ဘယ်လုပ်နိုင်တာတဲ့ဟာလေလုယာဘုရားသခင်ကလေအဲ့ဒါကြောင့်ကျွန်တော်တခါတလေကျွန်တော်ပြောတာပါလဲဆိုတော့ဤဝင်ကလေးတရားဆိုတော့လူတယောက်ပြောင်းလဲဖို့ဆိုတော့ကျွန်တော်တို့လှုပ်ရတဲ့ຢာလည်းမဟုတ်ဘူးကျွန်တော်ရဲ့တာဝန်ကပါလဲပြောဖို့ပဲအလုံးမှာကဘယ်သူလဲဘုရားသခင်ကလှုပ်နေမယ်ဒါကြောင့်ကိုဘေးနားမှာရှိတဲ့သူတွေကိုနော်ကိုအလုပ်ထဲမှာရှိတဲ့သူတွေကိုကျွန်တော်ပြောရမယ်ဤဝင်ကလေးတရားပြောရမယ်ဒါပေမဲ့ဒီခါတည်းတန်းနေတော့မပြောရဘူးလေနော်သူနဲ့ရင်ဆုံးမိတ်ဆက်ရမယ်ကျွန်တော်ရင်က pyramid ထဲမှာလောက်တော့တရုတ်တွေနဲ့လည်းလောက်ရတယ်ဆိုတော့နည်းနည်းပေါ့နော်မေးကြည့်တာအပြစ်ဆိုတာနင်သိလားလို့ကျွန်တော်မေးတဲ့အခါမှာ you know sin do you know sin why what သူတို့အပြစ်ဆိုတဲ့အရာတော့မသိဘူးနော်ဟိုဖြစ်တယ်သူတို့ကလောကဆိုတာဒီတိုင်းပဲနေမယ်ဖြစ်ချင်းတယ်လို့ဖြစ်မယ်မိမတွေလည်းအိတ်ချင်းတယ်လို့အိတ်မယ်တော့ဘာပြောလဲဆို this is Malaysia Malaysia နော်နင်ဖြစ်ချင်းတယ်လို့ဖြစ်လို့ရတယ်ညမိမရှိပြီလားဘာတွေမဆိုင်ဘူးတဲ့ this is Malaysia နော်တို့တက်တာမှလည်းအဲ့လိုပဲနောက်တစ်ခါတလေဖြစ်ချင်းတဲ့အတိုင်း
ကျွန်တော်ရဲ့လူဆန္ဒအတိုင်းအသက်ရှင်အသက်ရှင်တတ်ကြတယ်ဒါပေမဲ့ဖခင်ကျွန်တော်တို့ကိုတည်နေတယ်ဖခင်ကျွန်တော်တို့ကိုကြည်နေတယ်ဆိုတဲ့အကြောင်းဒီနေ့ပြောချင်တာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်ဒီအကြောင်းကိုကျွန်တော်ဖတ်တဲ့အခါမှာရန်ခွန်အားရတဲ့အရာကပါလဲဆိုတော့ယောနာဟောတယ်ပြောတယ်သူတို့ကိုနောင်တရဖို့ပြောတဲ့အခါမှာအဲ့မှာရှိတဲ့မြုပ်သူမြုပ်သားတွေမြင်းကြီးမအစအဲ့နောက်ဆုံးကပါလဲဒရိစံနော်ဒရိစံတွေကိုလည်းဘာဖြစ်လဲအစာရှောင်ဆုတောင်းခိုင်းတယ်တဲ့နော်ဒရိစံမပြောနဲ့လူတော်ကိုစာရှောင်ဖို့ရမ်းခက်နော်ကျွန်တော်ဆိုရမ်းခက်တယ်အရာတော့3ရက်ရှောင်ဖို့တယ်နော်3ရက်ရှောင်တာလဲ3ရက်ပြည့်တဲ့ည7နာရီထုပြီးဆိုရင်စံပြုတ်အကုန်တောက်နော်10နာရီဆိုရင်တို့ချက်တွေတက်စံပြုတ်အကုန်ချက်7နာရီထုပြီးတောက်7နာရီထုပြီးဆိုစူတောင်းကောင်းကြီးတွေပြေးပြီးတော့မှစံပြုတ်အာရပါရချိတ်နော်အဲ့လိုဖြစ်တတ်တယ်ဒါပေမဲ့ဒီထဲမှာကြည့်တဲ့အခါမှာသူတို့ကဘာလဲလူမပြောနဲ့သရိစံတွေတော့နော်အစာပဲရှောင်တာမဟုတ်ဘူးရေကိုမတောက်စီနဲ့တဲ့ဒီမှာအခန်းငယ်ခွန်ဖတ်တဲ့အခါမှာလူတတဝါသရိစံတူးနွားတို့ဒီအလင်းမမြေစိန်နဲ့ဟောအတန်တော်တိတ်မထွက်နဲ့အစာကိုမစားရေကိုမတောက်စီနဲ့လူတတဝါသရိစံတို့ဒီရှော်ဒီအဝတ်ကိုဝတ်ကြစေတဲ့နော်လူပဲရှော်ဒီအဝတ်ကိုဝတ်တာမဟုတ်ဘူးသရိစံတွေပါဝတ်ခိုင်းတာနော်ကျူးစားတဲ့ဘုရားသခင်ကိုဆုတောင်းကြစေအဲ့မှာကျွန်တော်ရန်ခွန်အားရတဲ့အခါပါလဲဆိုတော့ကိုယ်မှာကျွန်တော်ဖတ်တဲ့အခါမှာငါတို့ဒီတဲ့ပြစ်စေခြင်းနဲ့ကင်းလွတ်မြင်အကြောင်းဘုရားသခင်ဒီပြောင်းလဲ၍နောင်တရတဖြင့်ပြင်းစွာသောအမျက်တော်ကိုငြိမ်းစေတော်မူမည်မမူမီကိုအဘယ်သူပြောနိုင်သနည်းဟာလေလုယာသူတို့ကဘုရားသခင်ခွင့်လွတ်မယ်ဆိုတာလဲယုံတာမဟုတ်ဘူးဘုရားသခင်ခွင့်လွတ်ကောင်းခွင့်လွတ်နိုင်တယ်နော်အဲ့ဒီမျှော်လင့်ချက်နဲ့အစာရှောင်ပြီးတော့မှဆုတောင်းကြတာဖြစ်တယ်မင်းကြီးအာနာမူမတ်အာနာနဲ့နိနေဝေတမြို့လုံးတွင်တရင်ကြားပြော၍ကြောညာစီတော်မူ၏မြို့သားတို့ဒီမိမိတို့လိုက်တော်ဓမ္မလမ်းကိုလွဲရှောင်၍ကျင့်တော်အကျင့်များကိုဘုရားသခင်သည်မြင်လျင်အရင်ချင်းသောဘေးဒဏ်ကိုမပေးပဲနေတော်မူ၏တဲ့နော်သူတို့တကယ်ပဲနောင်တရတယ်အစာရှောင်ပြီးတော့မှလူတွေမဲမဟုတ်ဘူးသူတွေဆန်းတွေပါအစာရှောင်ခိုင်းပြီးတော့မှဘုရားသခင်ကသူတို့ကိုခွင့်လွှတ်မဲ့အကြောင်းသူတို့နောင်တရပြီးတော့မှဆုတောင်းတဲ့အခါမှာနောက်ဆုံးမှာဘုရားသခင်ကသူတို့ကိုခွင့်လွှတ်ပေးနေတာဖြစ်တယ်ဒီနေ့ကျွန်တော်အရောက်စေတဲ့ခွန်အားပေးခြင်းတယ်နောင်တရဖို့ဟာလေလုယာအပြစ်ဆိုတဲ့အရာကိုအပြစ်လိုမြင်တတ်ဖို့ကျွန်တော်ပြောထားသလိုပဲအပြစ်ဆိုတဲ့အရာလေတခါလောက်ဖူတော့ကျွန်တော်တို့ရမ်းစဉ်းစားတယ်လင်းနော်အရက်တောက်ဖူတော့တခါတည်းပလင်းလိုက်ချတာမရှိဘူးလေနော်စပါစလဲပြက်ခတ်တပြက်နှစ်ပြက်ပြီးတော့မှဗာလဲအလုံးလိုက်နော်အဲ့လိုပဲအပြစ်ဆိုတာလဲနော်အစလေးသွားဆလိုက်မိတာနဲ့နောက်ဆက်တွဲတွေကအများကြီးပဲအခုကကျွန်တော်တို့ပြောသလိုပဲ Google Map ထဲမှာကျွန်တော်တခါလေးမားသွားတာနော်အရန်ကြန့်ကြာသွားတတ်တယ်အဲကြောင့်ကျွန်တော်ဒီနေ့ခွန်အားပေးခြင်းတယ်ကျွန်တော်တို့လုပ်နေတဲ့အမှုအရာတွေဘုရားအလိုနဲ့မကိုက်တဲ့အရာတွေကျွန်တော်နောင်တရအောင်ဘုရားထံပဲလဲရအောင်ဟာလေလုယာယောနာအသက်တာလိုပဲနော်ယောနာဝတ္ထုမှာပြောထားသလိုပဲနိနေဝေမှာရှိတဲ့မြို့သူမြို့သားတွေလိုပဲကျွန်တော်တို့ရဲ့အဖြစ်တွေကိုကျွန်တော်အောက်မေ့ဖို့ကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်အခန်းကြီးလေးကျွန်တော်တွားရအောင်ဒီရာကိုကျွန်တော်ဗာပေးစီစဉ်လဲဆိုတော့ယောနာမကျေနပ်ခြင်းနဲ့ဘုရားသခင်ရဲ့ချစ်ခြင်းနိနေဝေမြို့သူမြို့သားတွေကိုဖျား
အမျက်တော်မှာထွက်တော်ဘူးသူတို့ကိုခွန့်လွတ်တဲ့ခါမှာတပည့်မှာမချီနဲ့ဖြစ်နေတဲ့သူကပါလေယောနာခုနကျွန်တော်တို့ဖတ်တဲ့အခါမှာကိုရော်ဒီတနာဆောင်မဲ့တော်ဖျားဖြစ်တယ်စိတ်ရှိသောသဘောဂျေဇုပြုတ်ချင်သောသဘောအပြစ်ဒဏ်ပေးမိအမှုကိုနောင်တရတတ်သောသဘောရှိတော်မူကြောင်းအကျွန်ုပ်သိပါ၏အဲ့ထဲမှာမချင်နဲ့ဖြစ်ဆုံးသူကယောနာတကယ်တော့သူကဖြစ်စေချင်တာလေနော်သူရမ်းမုန်းသီးတဲ့နေနဝေမြို့ကိုဖျားမီးမူရွာပြီးတော့မှအကုန်လောင်ကျွမ်းပြီးတော့မှတယောက်မချမ်းတပ်ပစ်စေချင်တာနိုင်မဲ့သူတို့နောင်တရတဲ့ခါမှာဖျားသူတို့ဘာမှမလုပ်ဘူးအဲ့ဒါကြောင့်ယောနာပါလေကိုရောအဲ့လိုပဲအစတည်းကကျွန်တော်တိတယ်အဲ့ဒါကြောင့်ဒါရှုမိဘက်ကိုကျွန်တော်ပြေးသွားတာနော်သူလှုပ်တဲ့အဖြစ်လဲသူကဒါလာကျွန်တော်လှုပ်တယ်လို့ပြောတယ်ပြီးတော့မှဒီမှာကျွန်တော်ရမ်းယောနာကိုရမ်းမုန်းတယ်ရတယ်ကျွန်တော်သက်ရှင်ချင်းထက်တဲ့တီချင်းဒီတာ၍ကောင်းပါရဲ့တောင်းလျှောက်လေတဲ့နော်ကိုရောတခုခုဆိုမလှုပ်ဘူးတနာတယ်သူတို့ကိုခွင့်လွတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီအသက်မရှင်ချင်တော့ဘူးကျွန်တော်တီလင်ပိုကောင်းတယ်နော်ယောနာပြောတယ်ပြီးတော့မှငါးထဲမှာကျွန်တော်ဖတ်တဲ့အခါမှာဗာပြောလဲဆိုတော့ယောနာဒီမြို့တို့မြို့နိုင်အဘယ်သို့ဖြစ်မိကိုတည်မြင်ခြင်းကမြို့ပြင်နဲ့ထွက်၍မြို့ရှိမှာမျက်နာ၌မြို့ရှိမျက်နာ၌တဲမိုးကိုလှုပ်ပြင်းလင်အမိုးရိပ်တွင်ထိုင်၍နေ၏အရှင်သာရဖျားသည်လည်းကျက်စုပင်ကိုပြင်ဆင်ပေးလင်ယောနာ၏စိတ်ကိုပြေစီခြင်းကသူကောင်းပေါ်မှာလွမ်း၍မိုးစီတော်မူ၏ဒီထက်မှာတော့ကျက်စုလို့ပြောတာဒါပေမဲ့ဇိုမီ version မှာတော့ကုံလို့ပြောတယ်နော်ဒါပေမဲ့ဘာဖြစ်နော်ကျက်စုပင်ဖြစ်လဲဖြစ်မှာပေါ့နော်ကုံဆိုတော့ဘာလဲဘာမှလို့ဘာလဲတခွာလာဘူတီဘုံညွတ်လည်းဖြစ်မှာပေါ့သူကောင်းပေါ်မှာဘုံညွတ်နဲ့ပေါ့နော်ကျက်စုပင်နဲ့လွမ်းမိုးစီတယ်နေလဲရမ်းပူတယ်ဆိုတော့ခုနဲ့မှာနက်ဖြန်မိုးလင်းတော့အခါထာဝရဘုရားခန့်ထားမှုတော့ဘူးကောင်ကတဲ့ကျက်စုပင်ကိုကိုက်တဲ့အခါမှာအဲ့ဒါညူနွမ်းသွားတယ်အဲ့မှာယောနာယံစိတ်ဆိုးတယ်ဘုရားသခင်ကိုမေးခွန်းထုတ်ပြန်တယ်သူဒီမောရိတ်တီချင်းတော့စိတ်ရှိလဲငါအသက်တီချင်းဒီရှင်ချင်းတဲ့တော်ရဲ့ကောင်းတွေကိုမိတန်းလေ၏ကျွန်တော်တက်တာမှာလဲတခါလေအဲ့လိုကြုံဖို့နော်အရင်စိတ်တက်ကြတဲ့အခါမှာလေကိုတော့ကျွန်တော်အသက်မရှင်ချင်တော့ဘူးကျွန်တော်တီရင်ပိုကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်ခံစားတတ်တယ်နော်ဖြစ်တတ်တယ်ကျွန်တော်ပေါ်မှာလေဒါပေမဲ့ကျွန်တော်ဒီနေ့ခွန်အားပေးခြင်းတယ်ဒီလိုအခြေအနေကြုံတဲ့အခါမှာကြုံနေရတဲ့အခါမှာအဲ့လိုစကားမျိုးမပြောဖို့ကျွန်တော်ရောက်စတဲ့ခွန်အားပေးခြင်းတာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်ဆက်ဖတ်မယ်ဆိုရင်ဘုရားသခင်ကလည်းတင်းနေကျက်စုပြင်အတွက်အမျက်ထွက်ကောင်းတလောဟုမိတော်မူလင်တဲ့နင်ကဒီကျက်စုပင်လေးနဲ့အမျက်ထွက်ကောင်းသလားယောနာဘာပြန်ပြောလဲကျွန်တော်အသက်ဒီကျွန်တော်ဒီအသက်ဒီတိုင်အောင်အမျက်ထွက်ကောင်းပါ၏ဟုနော်ဖះကိုသူကရန်ပြောတယ်နော်ဒီတရားကလည်းနော်ကျွန်တော်ရတော့အဲ့ဒါကိုဖတ်တော့ယောနာကိုရန်အားကြတယ်နော်ဖះရှင်ကိုသူအရန်သူပြောချင်ရပြောတယ်ကျွန်တော်ချင်းလို့ပြောမယ်ဆိုရင်အရင်မိုင်းငါပ်တယ်လေနော်နည်းနည်းလဲကြာပြီဆိုတော့ဗမာစကားလည်းနည်းနည်းကုန်ပြီနော်အရင်မိုင်းငါပ်တယ်ကျွန်တော်အသက်ထွက်လောက်အောင်အမျက်ထွက်ကောင်းပါတယ်အဲ့လိုတော့ပြောတယ်ကျွန်တော်အသက်ကိုနှုတ်ယူပါဘုရားဘာပြန်ပြောလဲဟေးယောနာကျက်စုပင်လည်းတင်စိုက်တာမဟုတ်ဘူးပင်ပန်းဆိုတာလည်းတင်လှုပ်တာမဟုတ်ဘူးကြီးပွားစေတာလည်းနင်မဟုတ်ဘူး
တညချင်းတွင်ပေါက်၍တဲ့ချင်းတွင်တည်တော်တရက်ချင်းတွင်တည်တော်ကျစ်စုပင်ကိုနှမျောဒီတကားနော်ဒီမှာစတဲ့မှာကျွန်တော်ဖတ်မယ်ဆိုရင်ဘုရားသခင်ရဲ့ချစ်ချင်းကိုအယံပေါ်ကျူးတဲ့အရာကျွန်တော်ဖတ်ရမှာဖြစ်တယ်တို့တကယ်လို့များအဆင်ပြေတယ်ဆိုရင်ကျွန်တော်အခန်းကြီးလေးခန်းငယ်7ကိုကျွန်တော်အတူတူဖတ်ရအောင်အာမင်အဆင်ပြေလားမသိငါဒီများစွာသောသရိษံတို့ကိုမဆိုးခုလက်ရလက်နဲ့လက်ဝဲဘက်ကိုများပိုင်းခြား၍မတိတော့သူတိန်းတောင်းမကလူများသောနိနဝေမြို့ကြီးကိုငါနှမျောတင့်နေမဟုတ်လောဟုနော်အာမင်ယောနာတော့အကုန်လုံးကိုတီးစေခြင်းတာဒါပေမဲ့ဖျားနေရကျက်စုပင်ကိုတော့နှမျောတာငါဒီမြို့ကြီးမှာရှိတဲ့လူတိန်းတောင်းမနှမျောတင်ဘူးလားလို့ပြောတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ဒီနေ့ခွန်အားပေးခြင်းတယ်ဖျားသခင်ကလေတင်းကိုရမ်းချစ်တော်ဖျားရှင်ဖြစ်တယ်တဲ့ပစ္စည်းချင်းတဲ့တော့ရောက်သွားမို့ဖျားသခင်ကမလိုလားဘူးဒါကြောင့်ကျွန်တော်အသက်ရှင်တဲ့အခါမှာဖျားကိုအောက်မေ့ရအောင်ဟာလေလုယာကျွန်တော်ဖျားထံပြန်လဲရအောင်ယောနာလိုပဲကျွန်တော်တို့မှာနော်ဘုရားပြောထားတော့ကျွန်တော်မလုပ်ချင်ဘူးဘုရားကျွန်တော်ဖြစ်စေချင်တဲ့အရာကိုကျွန်တော်လူအနေနဲ့ကျွန်တော်စန္ဒအနေနဲ့ကျွန်တော်တောင်းတတဲ့အရာတွေကဘုရားရဲ့စန္ဒနဲ့တကယ်ပဲကွဲပြားနေတဲ့အရာတွေကျွန်တော်ကြုံတွေ့တတ်တယ်ကျွန်တော် Facebook ထဲမှာလည်းကျွန်တော်တွေ့မှာပါတရားကပြောတယ်ဘုရားသခင်ကိုကျွန်တော်ဆုတောင်းတယ်တဲ့ခွန်အားရှိဖို့ခွန်အားနဲ့ပြည့်ဖို့ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားကျွန်တော်စိတ်ပြည့်ခြင်းတွေဝမ်းနည်းခြင်းတွေကျွန်တော်ပေးတယ်တဲ့ဘုရားသခင်ကိုကျွန်တော်ပညာစူးစမ်းခြင်းပညာအရာရာကိုနားလည်နိုင်တဲ့ပညာသိမြင်နိုင်တဲ့အရာကျွန်တော်တောင်းတဲ့အခါမှာဘုရားကျွန်တော်ကိုပြဿနာတွေပဲပြည့်တယ်မကောင်းတဲ့အရာတွေပဲကျွန်တော်ကိုပေးတယ်ဘုရားသခင်ကိုကျွန်တော်ဆုတောင်းတယ်တဲ့ကျွန်တော်ရဲရင်ဖို့ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားသခင်ကကျွန်တော်ကိုအန်ဒီရဲတဲ့ပို့ပေးတယ်တဲ့နောက်ဆုံးမှာဘုရားသခင်ကိုကျွန်တော်ချစ်ချင်းမေတ္တာရှိဖို့ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားကျွန်တော်ကိုမချစ်တဲ့သူတွေနဲ့ပဲတွေ့စီတယ်မချစ်ထိုက်တဲ့သူတွေနဲ့ပဲကျွန်တော်ကိုပေးတွေ့တယ်တဲ့ဟာလေလုယာဘုရားသခင်ကိုတန်ဖိုးထားတော်ဘုရားရှင်ဖြစ်တယ်ကျွန်တော်အနာဂတ်မှာဘာတွေဖြစ်လာမယ်ဘာတွေကျွန်တော်ကြုံတွေ့ရမယ်ဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ဆုတောင်းတာနဲ့ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒနဲ့ဘုရားသခင်အလူတော်ကတကယ်ပဲလွဲသွားတတ်တယ်ဒါပေမဲ့ဒီနေ့ခွန်အားပေးခြင်းနဲ့ဘုရားရဲ့အလူတော်တိုင်းလာဝန်ခံစမ်းပါဟာလေလုယာဘုရားရဲ့လူတော်တိုင်းမှာကျွန်တော်တို့ဝန်ခံရအောင်ဘုရားရဲ့အကြံစီတော်ဒီကျွန်တော်တို့အတွက်အကောင်းဆုံးသောအကြံစီတော်ပဲဖြစ်တယ်ဘုရားရဲ့လမ်းကနေကျွန်တော်တစ်ခါလေးလွဲသွားတာနဲ့အယံကြံ့ကြာသွားတတ်တယ်ဘုရားမကြိုက်တဲ့အရာတွေကျွန်တော်တို့လုံးမိတာနဲ့တစ်ခုလေးလုံးမိတာနဲ့ကျွန်တော်တို့ရမယ်ကောင်းကြီးကျွန်တော်တို့တိမ့်ပိုက်မဲ့ကောင်းကြီးနဲ့ကျွန်တော်တို့လမ်းလွဲသွားတတ်တယ်ဒါပေမဲ့နောက်ဆုံးမှာဘုရားရဲ့အကြံစီတော်ထဲမှာပဲကျွန်တော်တို့ရောက်ရတယ်ကျွန်တော်တို့သွားချင်တဲ့နေရာရှောက်သွားလို့ရတာမဟုတ်ဘူးယောနာလိုပဲဘယ်တော့ပဲသူဘုရားရဲ့အထံတော်ကနေထွက်ပြီးသွားတော်ညာလဲနော်နိနဝေမြို့ပဲပြန်သွားရတာပဲမဟုတ်လားဒါကြောင့်ကျွန်တော်ဒီနေ့အရောက်စေတဲ့ခွန်အားပေးခြင်းနဲ့ဘုရားရဲ့အလူတော်တိုင်းကကျွန်တော်သက်ရှင်ရအောင်ကျွန်တော်ဖြစ်ချင်နေတဲ့ဆန္ဒတွေကျွန်တော်လူချင်နေတဲ့အရာတွေလောကမှာနေတယ်ဆိုတော့နော်ကျွန်တော်လူများတွေပဲကျွန်တော်ရဲ့အရန်ပျော်ပါခြင်းတဲ့အရာတွေရှိမယ်လူငယ်ဆိုတော့လေနော်သူများတွေလည်းဝတ်ခြင်းသူများတွေလည်းတောက်ခြင်းသူများတွေလည်းသွားခြင်းတဲ့နေရာရှိကောင်းရှိနိုင်တယ်ဒါပေမဲ့နေခွန်အားပေးခြင်းနဲ့ဘုရားရဲ့အလူတော်ထဲမှာပဲကျွန်တော်တို့ရှောက်သွားရအောင်ဘ
ဘုရားရဲ့အလူတော်ထဲမှာပဲကျွန်တော်နော်ဘုရားရဲ့အထံတော်ထဲမှာပဲကျွန်တော်တို့နေရအောင်ဟာလေလုယာကျွန်တော်အားလုံးကျွန်တော်မတည့်ရပြီးတော့မှကိုတော့ရှင်ကိုပဲအမြဲလိုတယ်ဆိုတဲ့ချင်တာအဖြစ်ဘုရားသခင်ရဲ့အထံတော်ကိုတိုးဝင်ဖို့အရောက်စီတိုင်းကိုကျွန်တော်ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့အလုံးသားချမ်းစီဆုံးဖြတ်ချက်တွေနဲ့အလုံးရဲ့တိုင်းဒီ The king at the born at a chance a load all time pillow thee to know yet alone that sound the king at the ball